ဗီဒီယိုကြည့်နေတဲ့အထဲမှာလယ်ဘဲမှာမဲ့ပါတဲ့လူလေးရှိတယ်ဆိုရင်သုံးတစ်ကြည့်ဝမ်းပေးပါလယ်ဘဲမှာမဲ့ပါတဲ့လူတွေကငယ်ဘဝထက်အရွယ်ရောက်မှပို့ပြီးတော့အဆင်ပြေကြတယ်ဘဝကပို့ပြီးတော့ချမ်းသာကြတယ်အမှုပညာလုပ်ငန်းအနေနဲ့အကျိုးပေးတယ်ငငယ်ကလေးကလည်းအမှုပညာကိုသာသနာထုံကြတယ်တကယ်တမ်းသင်ယူတဲ့အခါကျရင်လည်းသူများထက်အမြဲတမ်းနှာတပြားတာတယ်ထူးထူးချွန်ချွန်နဲ့အမှုပညာနယ်ပယ်မှာလည်းအောင်မြင်ကြတာလယ်ဘဲမှာမဲ့ပါတဲ့လူတွေပါပဲစီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်သူများထက်ပိုစူးစမ်းရတယ်ပို့ပြီးတော့နှစ်ဆပို့ပေးမှန်းတယ်ဒါပေမဲ့ပင်မရအကျိုးကလည်းနက်တယ်ပိုကောင်းတယ်အတီးပွင့်အကျိုးမြတ်ကိုခံစားရတတ်တယ်သူတို့ကစကားပြောကောင်းတယ်လူချစ်လူခင်လည်းအရန်များကြတယ်ပညာရပ်တစ်ခုခုမှာထူးချွန်ချွန်နဲ့အောင်မြင်ထားကြတဲ့လူတွေဖြစ်နေတတ်တယ်။ရင်ကိုညံ့ရင်ညံ့တွေးကိုကသူများထပ်ပို့ပြီးတော့ဖြတ်ထိုးညံလဲကောင်းတယ်လို့ညံ့ရင်ကလည်းထက်မြက်တယ်။တခါလေကြာရင်သူတို့ကိုကြည့်ရင်တော့ပြင်းတယ်လို့ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ညံ့ရင်ညံ့တွေးကိုသူတို့ကအရန်ယုံကြည်ရဖြစ်တဲ့အတွက်ဝရိယနည်းနည်းအားနေတယ်။တကယ်တမ်းအမွေးဝဲတွေပါနီးလာပြီဆိုလို့ရှိရင်တော့သူတို့ကအမှတ်ကောင်းကောင်းနဲ့အောင်ကြတယ်။နီးတော့မှသူတို့ကနေမညံ့မပူစားကြတာ။ဂျုံတယ်လိပ်ပုံမြင်တဲ့ဂျုံလေးတွေလိုပဲပေါ့နော်သူတို့ကပြီးရင်ယောက်ျားလေးတွေဆိုရင်လည်းစီးပွားရေးလုံးအောင်မြင်တယ်လူချစ်လူခင်များတဲ့ပေါင်းတင်ဆန်တာဖြစ်တဲ့အတွက်သူတို့ကိုမိန်းကလေးတွေကစိတ်ဝင်စားကြတယ်ကတ်ကြတယ်အဲကြတော့သူတို့ကိုရည်သားများတဲ့လူအဖြစ်ပတ်ဝန်းကျင်ကအထင်လွဲကြတယ်မိန်းကလေးတွေဆိုလို့ရှိရင်လည်းမင်းကရောဆိုကရောစားတာမျိုးပါတယ်မိန်းကလေးတွေလို့အပြောခံရတယ်အချို့တချင်းရချတယ်ဆိုရင်ချွေးလဲတိုင်းပိုင်ရှင်ဆိုပြီးတော့ရည်ညွှန်းကြတာလေဒီလိုမျိုးမိန်းကလေးတွေပါပဲသူတို့ကအိမ်အောင်ရေးကံကောင်းကြတယ်ခဏတဲ့အိမ်အောင်ဘက်အာဒူးဂုံရှိန်မြင့်နဲ့အရေးချင်းရှိတဲ့အိမ်အောင်ဘက်မျိုးကိုရတတ်တဲ့သက်စားတာမျိုးကိုပိုင်ဆိုင်ထားတာကိုယ်တိုင်ကလည်းညံ့ရင်ညံ့တွေကောင်းတယ်ချက်မြက်တယ်ဖြတ်တိုးညံ့တအားကောင်းတယ်အခုကြည့်နေတဲ့အထဲမှာချွေးလဲတိုင်းပိုင်ရှင်လေးတွေဘယ်နှစ်ယောက်လောက်ပါလဲဆိုတော့မှန်မှာအရေးပေးခဲ့ပါအောင်ရှင်